ကျွန်တော်တို့ကသူ့ရဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုရှေ့ဆွာရှာတယ်ဆိုလောကအရာဒီပညာတွေကတော့လိုက်ပွဲဆိုတဲ့စကားလုံးကျွန်တော်သုံးပါတယ်အာမင်လိုက်ပွဲဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်ကျမတို့ဒီဟာဖျားရှိပါမတော်ဘူးဖျားနောက်ပါလိုက်ပွဲဆိုကျွန်တော်အတွေ့အကြုံပါနေဆောင်ကိုလေးထွက်လာအမြဲတမ်းကျွန်တော်ဖျားရှိပါမတော်ဘူးရှိတယ်ဆိုလို့လည်းဖျားရှိနေတော့အမြဲတမ်းရှိတယ်ပေါင်းကြည့်လို့ဆိုရင်ဒီစီကလုံးကိုကြည့်ရဒီစီကလုံးဒီလိုကြည့်ပြီးတော့ကလုံးပဲပေါ်ကြည့်လို့မရဘူးနော်လို့ဘောင်းကြီးမော်ဒစင်ဒီစီကလုံးပေါ်လေနော်ဘလို့ကြည့်လို့မရပါဘူးဆိုတော့ဥစားနောက်ဆုံးအနေနဲ့တော့ကျွန်တော်တို့ရဲ့အခြေအနေကဘယ်လိုမျိုးလဲဆိုတာကျွန်တော်တို့ဟိုကြည့်တာထဲတော့မှာကျွန်တော်တို့ထိန်းချောင်းတဲ့တိုးရီကိုကြည့်ချင်အပြင်လူတွေကကျွန်တော်ကျမတို့ရဲ့တင်ဦးဆရာကြီးရဲ့အနေအထိုင်တော်လာကိုတို့ကခန့်မှန်းလို့ရမှာဖြစ်ပါတယ်။ကျောင်းဆရာတော်လာမတော်ဘူးလားဆိုတော့ तू ကတော်ပါတယ်ငါတော်တယ်ဆိုတာပြောတာမပြောတာလားအဲ့ဒါအဓိကမဟုတ်ပဲသူရဲ့ကျောင်းသားတွေကိုကြည့်ချင်အပြင်ကျောင်းဆရာဘယ်လိုရည်ချင်းရှိတယ်လဲဆိုတာကျွန်တော်တို့ခန့်မှန်းနိုင်တယ်လို့ကျွန်တော်တို့အတင်းတော်တီးမှာတင်းသူတင်းသားတွေကိုလူတွေကကြည့်ချင်အပြင်ကျွန်တော်တို့ရဲ့တော့ဝိညာဉ်ရေးရာကျွန်တော်တို့ရဲ့တက်တာကိုလူတွေကခံမနိုင်မှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်လို့ရောက်တိုင်းပေါ်ဘုရားရှင်ကောင်းချီးပေးပါစေ။ အာမင်